အားလုံးပဲမင်္ဂလာပါမြန်မာ Bible Study ကနေပြီးတော့မှတဖန်ပြန်လဲကြိုဆိုပါရစေကျမတို့အစီအစဉ်မစခင်မှာအရင်ဆုံးစပြုဆုတောင်းကြပါစို့နန္ဒတကုနဲ့ပြည့်စုံသားသမီးတို့ကိုချစ်တော်မူသောထာဝရဘုရားကိုရရှင်ကြီးတော်ကိုထူပင်ချီးမွမ်းပါ၏ကျွန်တော်တို့ကိုတပတ်တာလုံးကဆောင်းရှောက်ယုံသားမကကိုရရှင်ထားမြရဥပုဒ်တော်နေ၌ကိုရရှင်ကိုဝတ်ပြုကိုကြရတော့အခွင့်ရယုံသားမကဒီအခုချိန်၌လေကိုရရှင်တို့ကပတ်တော်များကိုပြန်လဲပြီးတော့မှလေ့လာရတော့ခွင့်ပြုတဲ့အတွက်ကြောင့်ကြီးတော်ကိုချီးမွမ်းပါ၏ကျွန်တော်တို့သတာကိုကောင်းကြီးပေးယုံသားမကနေ့စဉ်နဲ့မြတ်သက်ရှူရတော်လင်များကိုရှူရှဲရတော်ခွင့်ကိုလည်းပေးတဲ့ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောကျွန်တော်တို့ရဲ့ယူဆောင်လာတော်ပြစ်တစ်ခုစီတောင်းလည်းကိုရရှင်ခွင့်လို့ပေးတော်မူလျက်ဒီရှိတော်ပြင်ဆင်ကြောပေးတော်မူပါဒီနေ့ကျွန်တော်တို့လေ့လာမယ့်ကိုရရှင်တို့ပတ်တော်လည်းကောင်းကြီးပေးတော်မူလျက်ဈာနာတော်သူရောက်စီတိုင်းပုံမှာတော်ကောင်းကိုရရှင်တို့ပတ်တော်ဝင်ငါမဲ့ကျွန်တော်ပုံမှာတော်ကောင်းကိုရရှင်ရဲ့ကောင်းကြီးများတက်ရောက်စီတော်မူလျက်ကိုရရှင်ကိုတားနားလေကိုရရှင်ရဲ့အကြောင်းများကိုတားသိမြင်တော်သူများဖြစ်ဖွယ်တော်လည်းကောင်းကြီးပေးတော်မူလျက်တွင်တင်လမ်းပြပို့ဆောင်တော်မူပါနောက်ရှသားစီမြောက်ဖေရှားပေးတော်မူလက်စီစဉ်စားလဲဆုံးဒီကျွန်တော်တို့သူပါရှိအကြောင်းဆုတောင်းတဲ့အခါမှာတပါးတိတော်တော်သခင်ရှုအမိနာမကိုမြည်ပြလို့စွာဖြင့်ဆုတောင်းစကန်နေကြပါ၏အာမင် Okay so today ဒီကနေ့ပေါ့နော်ကျွန်တော်တို့လေ့လာမယ်သင်ခန်းစာရဲ့ခေါင်းစဉ်ကကလေးများ၏ပညာရေးဒီကလေးများရဲ့ပညာရေးလို့ပြောတဲ့အခါမှာဘလို့ကလေးတွေလဲဆိုတော့ခရီးယန်ကလေးတွေရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာတော့မှာဖြစ်တယ်နော်အရင်ပတ်တွေကကျွန်တော်တို့မိဘအကြောင်းကိုလေ့လာတယ်နော်မိဘနဲ့ကလေးကြမှာရှိတဲ့ဆက်ဆံရေးတွေပေါ့နော်ဆက်နွယ်ရေးတွေဘလို့အဲအကြောင်းတွေကိုလည်းကျွန်တော်တို့လေ့လာခဲ့ပြီးတော့နော်အိမ်ထောင်အကြောင်းကိုလည်းကျွန်တော်လေ့လာခဲ့ပြီးဆိုတော့အိမ်ထောင်နေပြုတ်ပြီးတဲ့အခါမှာကလေးရလာတယ်ကလေးရတဲ့အခါမှာအဲ့ကလေးကိုဘလို့ပြုစုရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီကနေ့လေ့လာသွားမှာဖြစ်တယ်ဆိုတော့နော်ပထမဆုံးအနေနဲ့တုတ်တန်ကြံခန်းကြီး20နှစ်အပိုင်းငယ်6ထဲမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျမ်းစာကဘာပြောထားလဲဆိုတော့တုတ်တန်ကြံခန်းကြီး20နှစ်အပိုင်းငယ်6ဒီကျမ်းပိုက်ကလူတိုင်းသိတဲ့ကျမ်းပိုက်ဖြစ်တယ်တုတ်တန်ခန်းကြီး20နှစ်အပိုင်းငယ်6အားလုံးတွေ့ပြီးဆိုရင်ဒီကဖတ်ရအောင်တုတ်တန်ကြံခန်းကြီး20နှစ်အပိုင်းငယ်6သူငယ်သွားရလမ်းဝ၌ဆုံးမတွင်တင်လောတို့ပြုလျင်သူဒီအိုသောအခါထိုလမ်းမှမလွယ်လိုက်သွားလိမ့်မည်နော်အင်္ဂလိပ်လိုဆိုမယ်ဆိုရင် train up a child in the way he should go and when he is old he will not depart from it soလိုချင်တာကဒီကလေးငယ်ကိုကျန်စာကဘာပြောထားလဲသူသွားမယ်လမ်းနော်သူငယ်သွားရလမ်းဝ၌နော်အဲ့သူငယ်ကျမတို့အဲ့ဒီကလေးတွေသွားရမယ်လမ်းဝမှာဘာလောက်ရမလဲဆိုတွင်တင်ရမယ်ဆုံးမတွင်တင်ရမယ်မိဘတယောက်အနေနဲ့နော်အုတ်ထိန်သူတယောက်အနေနဲ့တွင်တင်ရမယ်ဘာတွေကိုတွင်တင်ရမလဲဆိုရရကိုကျွန်တော်ကြည့်တဲ့အခါမှာဖရာသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တွင်တင်ရမှာဖြစ်တယ်နံပါတ်1အချက်ဖရာသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တွင်တင်ရမှာဖြစ်တယ်အခုကျွန်တော်တို့ကတော့မိဘတွေဆိုရင်သားသမီးတွေရဲ့လောကပညာရေးကိုအရင်ဦးစားပေးကြတယ်အရင်မကြည့်တာမဟုတ်ပါဘူးဟုတ်ပါလေနော်လောကပညာရေးအရေးကြီးဒါပေမဲ့လောကပညာရေးထက်အရေးကြီးဆုံးတော့အရာကဘာလို့ဆိုနှုတ်ကပတ်တော်ဖရာသခင်အသက်ရှင်တော်ဖရာသခင်ကိုသိချင်းဖြစ်တယ်လောကအရာတွေနဲ့ကျွန်တော်တို့အလုပ်ရှုပ်တဲ့အခါမှာအဲ့ဒီဖရာအကြောင်းနှုတ်ကပတ်တော်သွန်သင်မဲ့အကြောင်းကိုကျွန်တော်တို့မေ့လျော့ပြီးတော့မှနှုတ်ကပတ်တော်အတွက်နော်ဖရာအတွက်အချိန်မရှိတော့ဘူးဆိုတော့မိဘတဲ့အနေနဲ့သားသမီးပညာရေးကိုရှာတဲ့အခါမှာလောကပညာရေးကိုမရှာပါနဲ့မိတ်ဆွေလောကပညာရေးကခဏတာအတွက်ပဲအသုံးမဝင်ဘူးကျွန်တော်တို့အတွက်အသုံးဝင်တဲ့အရာကထာဝရပညာရေးဖြစ်တဲ့ဖရာသခင်နှုတ်ကပတ်တော်ကိုသိချင်းဖြစ်တယ်နော်ဆိုတော့ကလေးတွေကိုကျွန်တော်တို့ပညာပေးတဲ့အခါမှာဘာပညာကအရေးကြီးဆုံးလဲဆိုတော့ဖရာသခင်နှုတ်ကပတ်တော်ဖြစ်တယ်ယောရှုခန်းကြီးတဲ့ပိုင်ရှစ်ထဲမှာနော်ဆိုတော့ကျွန်တော်တို့ကလေးတွေကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ပညာရေးကိုintroduce ပညာရေးကိုမိတ်ဆက်ပေးတဲ့အခါမှာလောကပညာရေးကိုပဲမကြည့်ပါနဲ့လောကပညာရေးကနော်အခုနပြောသလိုခဏတာပဲကျွန်တော်တို့တည်သွားတဲ့အချိန်ကျရင်ဒီဘွဲ့ကဒီတွေဆိုတာဘာမှသုံးမဝင်ဘူးကျွန်တော်တို့တည်သွားတဲ့အခါမှာအသက်နော်လောကမှာအသက်ဆုံးရှုံးသွားတဲ့အခါမှာကျွန်တော်တို့အရေးကြီးဆုံးအရာကဘုရားသခင်နဲ့အတူနေထိုင်ခြင်းဖြစ်တယ်ဆိုတော့ယောရှုမတ်စာခန်းကြီးတဲ့အပိုင်ရဲ့ရှစ်ထဲမှာနော်ယောရှုကဘုရားသခင်ကယောရှုကိုပြောထားလဲဆိုတော့နော်အဲ့အရန်ကိုရေးကြည့်တာဖြစ်တယ်ဒီချမှတ်ထားပါယောရှုခန်းကြီးတဲ့အပိုင်ငယ်ရှစ်ထဲမှာနော်သားသမီးတွေပဲဖြစ်လူတိုင်းအဲ့ဒါကတော့တကယ်တော့ယုံကြည်သောသူတွေအတွက်ယုံကြည်သောသူတိုင်းအတွက်ဖြစ်တယ်နော်အထူးသဖြင့်ကလေးတွေကို
ကလေးတွေကမိဘရဲ့အုပ်ထိန်းမှုအောက်မှာရှိနေတော့သူတွေဖြစ်တဲ့အတွက်ကြောင့်မိဘခိုင်းသမျှကိုသူတို့ကလုပ်တာဖြစ်တယ်မိဘကနော်ကောင်းတာတွင်သူတို့ကောင်းရအောင်မိဘကနှုတ်ကပတ်တော်တင်သူနှုတ်ကပတ်တော်ဒီဒါမဲ့မိဘကြောင့်အနေနဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုမသိဘဲနဲ့တင်းရဲ့သားသမီးကိုလောကအရာတွေနဲ့ပဲအချိန်မကုန်စေပါနဲ့နော်ဆိုတော့ပထမဆုံးချက်အနေနဲ့တွင်တင်ပြရမယ်ပညာရေးကနှုတ်ကပတ်တော်ဘုရားသခင်ကိုတည်ကျွမ်းခြင်းနော်ပညာရေးအချုပ်ချဖြစ်တဲ့ဘုရားသခင်ကိုတည်ကျွမ်းခြင်းဖြစ်တယ်အဲဒါကြောင့်မလို့ယောရှုမစာခန်းကြီး1ပိုင်ငယ်8ထဲမှာအားလုံးတွေ့ပြီဆိုရင်ကျွန်မနဲ့ထူလိုက်ဆိုရအောင်နော်ယောရှုမစာခန်းကြီး1ပိုင်ငယ်8ထိုပြည့်ညက်ကျမ်းစာ၌ရေးထားသမျှအတိုင်းကြည်မီဟုစောင့်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေနေ့ညမပြတ်ကြည်ရှုဖတ်ရွတ်ရမည်တို့ပြုလင်တင်ဒီအကြံထားမြောက်၍အောင်မြင်လိမ့်မည်နှုတ်ကပတ်တော်ကိုနေ့ညမပြတ်ဖတ်မယ်ဆိုရင်တင်းအသက်တာမအောင်မြင်ခြင်းနော်ကလေးငယ်တယောက်ကျမ်းစာကိုတည်တော်သူနဲ့ကျမ်းစာကိုမတည်တော်သူတယောက်တည်းတာမှာအယံကိုထူးခြားသောအရာများစွာကိုကျွန်တော်တွေ့ရတယ်။လောကပညာမရှိပေမဲ့လည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတည်တော်သူရဲ့တသက်ကလောကလူတွေထပ်ပို့ပြီးတော့မှနော်ဉာဏ်ပို့ပြီးတော့မှအရာအလုံးကိုတည်တာဖြစ်တယ်။ဘာကြောင့်လဲ။ तू တည်တဲ့အရာကသူ့ကိုဖန်ဆင်းတဲ့ပညာရဲ့အချုပ်ချကို तू တည်တဲ့အတွက်ကြောင့်နော်လောကအရာနဲ့နိုင်လို့မရဘူး။ဆိုဒီမှာကျမ်းစာထဲမှာထိုပြည့်ညက်ကျမ်းထိုပြည့်ညက်ကျမ်းဆိုတာပါလေကဘာဦးကျမ်းကနေပြီးတော့ဗျာဒိချမ်းထဲမှာရေးထားတဲ့နှုတ်ကပတ်တော်အားလုံးနော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီနော်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာစာအုပ်တော့လို့ကျွန်တော်တို့ထင်မိမယ်မဟုတ်ဘူးမေဆိုဒီဟာဘုရားရဲ့နှုတ်ထွက်တော်ဖြစ်တယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အခုနော်တကယ်ကိုနာမည်ကြီးပဲဖြစ်နော်တမရတယောက်ကဘယင်မပဲဖြစ်နော်ဘယင်ကပဲပြကျွန်တော်တို့စားလိုက်တဲ့အခါမှာသူရေးလိုက်တဲ့စာကိုကျွန်တော်တို့ဘာဖြစ်လဲအမျက်တလို့တင်ထားတယ်။ဘာကြောင့်လဲဒီစာကအရင်ကိုတန်ဖိုးရှိတယ်။ဘယင်စီကနေလာတာနိုင်ငံရဲ့ဥဆောင်တော်သူတယောက်စီကနေလာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်တော်တို့ဟာငါမှဘယင်ပေးထားတဲ့စာရှိရဆိုပြီးမှဝမ်းမြောက်အောင်မှာအဲ့လိုပဲဒီနှုတ်ကပတ်တော်ကဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ပညာရဲ့အချုပ်ချရဲ့နော်အချုပ်ချအရှင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဒီအရာကိုမသိဘူးဆိုရင်တင်းသက်တာမှာနော်ဘယ်လောက်ပဲပညာဘွဲ့ဒီကလေးရနေပါစေအလကားပဲမိတ်ဆွေဆိုတော့တင်းရဲ့ကလေးငယ်ကိုတင်းရဲ့သားသမီးကိုပညာရေးနော်နဲ့မိတ်ဆက်ပေးခြင်းလို့ဆိုရင်ဘာနဲ့မိတ်ဆက်ပေးလို့ဆိုရင်နှုတ်ကပတ်တော်နဲ့မိတ်ဆက်ပေးရမှာဖြစ်တယ်နော်လောကပညာရေးတစ်ခုပဲကျွန်တော်တို့ရေးကြည့်တာမဟုတ်ဘူးခရစ်ယာန်တယောက်ဖရာသခင်ကိုတည်တော်သူတယောက်အနေနဲ့ကျွန်တော်တို့သက်တာမှာအရေးကြီးဆုံးအရာကဖရာသခင်ကိုတည်ဖို့ဖြစ်တယ်။တင်းတယောက်ထက်တည်ဖို့မဟုတ်ဘူး။တင်းနော်တင်းရဲ့ခင်ပွန်းတင်းရဲ့ဇနီးတယောက်ပဲတည်ဖို့မဟုတ်ဘူး။တင်းရဲ့သားသမီးတွေကလည်းဒီတင်းတည်တဲ့ဖရာသခင်ကိုတည်ပြီးတော့မှတင်းယုံကြည်တော့အသက်ရှင်တော့ဖရာသခင်ကိုယုံကြည်ဖို့အရေးကြီးဆုံးဖြစ်တယ်။အခုခေတ်နော်အရန်ကိုကြောက်ဖို့ကောင်းတဲ့အရာကပါလေ။အခုခေတ်ပညာရေးတွေကပါလေလောကအရာညမဲ့နဲ့ပဲနော်ရှုပ်ထွေးပြီးတော့မှသူတို့ကိုသူတို့အဟုတ်ကြီးထင်ကြတယ်အဲ့လိုလူတွေကိုအဟုတ်ကြီးမထင်ပါနဲ့မိတ်ဆွေနော်တကယ်ကိုယိုသေးထိုက်တော်သူတွေကပြောလဲဆိုဖရာရဲ့နှုတ်ကပတ်တော်တိုင်းတက်ရှင်တော်သူဖရာရဲ့နှုတ်ကပတ်တော်တွေကိုလိုက်လျှောက်တော်သူဖရာရဲ့နှုတ်ကပတ်တော်တွေအတိုင်းတွန်တင်တော်မိပါတွေကတကယ်ကိုယိုသေးထိုက်တော်သူတွေဖြစ်တယ်။ဘာကြောင့်လဲသူတို့ကအရေးကြီးတော့အရာကိုသိတယ်။ဘယ်ဟာကအရေးကြီးလဲဘယ်ဟာအရေးမကြီးဘူးလဲဆိုတော့သူတို့ခွဲခြားတတ်တယ်။အဲ့လိုပဲတင်းအသက်တာမှာနော်မိဘတယောက်ဖြစ်လာမယ်ဆိုရင်အကယ်တင်ကသာမိဘတယောက်ဖြစ်တယ်ဆိုရင်လေနော်အရေးကြီးအရာကိုကျွန်တော်တို့ရွေးချယ်တတ်ဖို့လိုအပ်တယ်ဆိုတော့အရေးကြီးဆုံးအရာကနံပါတ်1ချက်ကဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုတွင်တင်ပေးရမှာဖြစ်တယ်ဖရာသခင်နှုတ်ကပတ်တော်ကိုတွင်တင်ပေးခြင်းအပြင်သူတို့အသက်တာမှာလည်းကယ်တင်ခြင်းဆိုတာရရှိနိုင်မှာဖြစ်တယ်နော်ကျမ်းစာထဲမှာပြောထားလဲဆိုတော့ဒီကယ်တင်ခြင်းကကြားနာခြင်းအပြင်ဖြစ်တယ်ကြားနာခြင်းကယုံကြည်ခြင်းအပြင်ဖြစ်တယ်ကြားပြောမယ်သူမရှိဘူးဆိုရင်ဘယ်သူမှမကြားဘူးမကြားတော့မသိဘူးမသိတော့မယုံတော့ငရဲသွားမှာဆိုတော့တင်းရဲ့ကလေးတော့ငယ်တဲ့အချိန်ကစပြီးတော့မှဟာသူနားလည်မှမဟုတ်သေးပါဘူးဆိုပြီးတော့မှနော်မြစ်လူမရှိပါနဲ့ကျမတို့ကလေးတိုင်းလူသားရေလို့ဖြစ်လာပြီဆိုကြတဲ့ကွာသူ့ရဲ့အသက်တာမှာဖရာသခင်ပုံရရှိတယ်ဖရာသခင်ရဲ့ပုံတန်နဲ့ဖန်ဆင်းထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူမှာဉာဏ်ရှိတယ်စဉ်းစားနိုင်တဲ့ဉာဏ်ရှိတယ်ကလေးဆိုပြီးတော့မှအထင်မသေးပါနဲ့သူတို့လည်းစဉ်းစားနိုင်တဲ့ဉာဏ်ဖရာသခင်ပေးထားတာဖြစ်တယ်ဘာကြောင့်လဲဖရာရဲ့ပုံရိပ်နဲ့ပုံတန်နဲ့အညီဖန်ဆင်းထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်နော်စဉ်းစားတတ်တယ်ဆိုတော့ကလေးငယ်တယောက်ကိုငယ်တော့အရွယ်ကစပြီးတော့မှကျန်းစာနဲ့နော်အညီကျမတို့တွင်တင်ပေးရမှာဖြစ်တယ်ဆိုတော့အထူးသဖြင့်အရေးပါတော့သူကဘာလို့လဲဆိုတော့မိခင်တယောက်ဖြစ်တယ်
အားကြောင့်မလို့ခရိယန်ဒီနော်ခရိယန်အိမ်ထောင်မှာများတော့အဖြစ်မိဘတွေကနော်မိဘထဲမှာအဖေကအလုပ်လုပ်ပြီးတော့အမေကအိမ်မှာနေပြီးတော့မှကလေးတွေကိုတွန်းတင်တယ်ဘာကြောင့်လဲနော်သူ့မှာရည်ရွယ်ချက်ရှိတယ်ပြင်းလို့အလုပ်မလုပ်တာမဟုတ်ဘူးနော်တချို့ကမိခင်ရဲ့တာဝန်ကိုဟာသူကအိမ်မှာပဲနေရဆိုတော့တော်အားမှာပဲလို့ထင်မှာမဟုတ်ဘူးမိဘတယောက်မိခင်တယောက်ရဲ့တာဝန်ကနော်အရန်ကိုကြီးမားလို့နေဘာနဲ့မှနိုင်လို့မရဘူးသားသမီးတွေပညာရေးသားသမီးတွေတိုးတက်ရေးကမိခင်ကောင်းမှုနော်ကောင်းမှုအပေါ်မှာမူတည်တယ်ဆိုတော့မိခင်တယောက်အနေနဲ့အိမ်ထောင်ရှင်မတယောက်အနေနဲ့ကျမတို့သားသမီးတွေကိုဘယ်လိုမျိုးတွန်းတင်ရမလဲဆိုတာသိဖို့ရန်အတွက်ကျွန်ုပ်တို့ကိုယ်တိုင်နံပါတ်1မိခင်ကိုယ်တိုင်ကဖခင်ကိုသိဖို့လိုအပ်တယ်ဖခင်ကိုမိခင်ကိုယ်တိုင်ကဖခင်ကိုမသိဘဲနဲ့လောကအရာတွေနဲ့နော်အလုရှုံနေမယ်ဆိုရင်သားသမီးရဲ့ဝိညာဉ်ရေးလည်းသူကြည့်ချင်မှမဟုတ်တော့ဂရုစိုက်မှမဟုတ်တော့ဘာကြောင့်လဲသူ့ရဲ့နော်မိဘကိုယ်တိုင်မိဘရဲ့ဝိညာဉ်ကိုယ်တိုင်ကဝိညာဉ်ရေးကိုယ်တိုင်ကကြီးထွားခြင်းမရှိဘူးအပင်တပင်မှာနော်အသီးတွေတီးဖို့ဆိုတာကအမြင့်ကောင်းဖို့လိုအပ်တယ်နော်ခိုင်မာ foundation လို့ခေါ်ရတဲ့ဒီအောက်မှာရှိတယ်နော်မြေကြီးထဲမှာရှိတဲ့သူ့အမြင့်တွေကကောင်းမှသာနေအပင်ကကောင်းသောအသီးကိုတီးနိုင်မှာဖြစ်တယ်အဲ့လိုပဲသားသမီးတွေသားသမီးတွေကောင်းကြီးရဖို့သားသမီးတွေဘုရားကိုတီးဖို့ရန်အတွက်မိဘကအရေးပါတော့အရာတစ်ခုဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်ကိုတင်ကြားရုံနဲ့မပြီးဘူးဘာလို့ရမလဲဆိုတော့နှုတ်ကပတ်တော်ကိုဘယ်လိုမျိုးအသက်ရှင်ရမလဲဘယ်လိုမျိုးဘုရားနဲ့မိတ္တာရဖွင့်ရမလဲဆိုတဲ့အရာလည်းအရေးကြီးတာဖြစ်တယ်ဆိုတော့ဒါတွေကပညာရေးဖြစ်တယ်ပညာရေးလို့ပြောတဲ့အခါမှာ10တန်းเนาะကျမတို့မြန်မာနိုင်ငံမှာဆိုရင်10တန်းအောင်ဖို့ဘွဲရဖို့တက္ကသိုလ်တွေเนาะတက်ဖို့အလုပ်လျှောက်ဖို့အဲ့ဒါကပညာရေးမဟုတ်ဘူးပညာရေးကဘာလဲဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်မိတ်ဆွေဒီအရာကကျမတို့တိုးတက်ခြင်းကျမတို့ရဲ့မကောင်းတဲ့အရာကျမတို့ရဲ့ကောင်းတဲ့အရာတွေအားလုံးကိုညွန်ပြပြီးတော့မှလမ်းမှန်ကိုပို့ဆောင်ပေးတဲ့ဒီကပညာရေးဖြစ်တယ်အထူးသဖြင့်တုတ်တန်ကျမ်းထဲမှာနော်ကျမတို့ကျမ်းစာကိုဖတ်တဲ့အခါမှာတုတ်တန်ကျမ်းခန်းကြီး1ထဲမှာကျမ်းစာကဘာပြောထားလဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး1ပိုင်ငယ်9ထဲမှာအားလုံးတွေ့ပြီဆိုရင်ကျမတို့လိုက်ဖတ်ရအောင်နော်တုတ်တန်ကျမ်းခန်းကြီး1ပိုင်ငယ်9ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေသားကိုမထီမဲ့မီပြုတတ်ကြ၏ဖျားသခင်ကိုကြောက်ရွံ့ခြင်းကဗါလဲပညာဖြစ်တယ်ဒီပညာကနော်ငွေနဲ့ဝယ်လို့ရတဲ့ပညာမဟုတ်ဘူးအခုခေတ်ကပညာကိုငွေနဲ့ဝယ်လို့ရတယ်နော်ဘွဲတစ်ခုရဖို့ဟာပတ်စံပေးလိုက်ရုံနဲ့နော်တင်နာမည်ဘေးမှာဘွဲနော်ဘာဘွဲညာဘွဲဆိုရေးလို့ရတယ်ပတ်စံပေးရုံနဲ့ရတယ်ဒီဖျားသခင်စီကလာတဲ့နော်ပညာကပတ်စံပေးရုံနဲ့မရဘူးပတ်စံပေးလို့မရဘူးဖျားသခင်ကိုကြောက်ရွံ့ခြင်းမရှိဘူးဆိုရင်ဒီပညာရရှိမှာမဟုတ်ဘူးအသိဉာဏ်ရှိမှာမဟုတ်ဘူးနောက်ထပ်ကျမ်းပတ်အနေနဲ့တုတ်တန်ကျမ်းခန်းကြီးနဲ့အပိုင်းငယ်6တုတ်တန်ကျမ်းခန်းကြီးနဲ့အပိုင်းငယ်6အကြောင်းမူကားထာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏နော်နားလည်နိုင်သောဉာဏ်စဉ်းစားတတ်တဲ့ဉာဏ်ဘယ်လာလဲဖယားသခင်စီကလာတာဖြစ်တယ်ဖယားသခင်တင့်ကိုသာနားလည်နိုင်တော့ညမပေးဘူးဆိုရင်တင့်တက်တာမှာဘာပဲလို့နားလည်နိုင်မှာမဟုတ်ဘူးနော်အရင်ကိုအရေးကြီးတာဖြစ်တယ်ဆိုတော့သားသမီးကိုယ့်ရဲ့သားသမီးတယောက်ကိုနော်ဘယ်သူကမှကိုယ့်ရဲ့သားသမီးတယောက်ကိုတကယ်ဘာမှမသိတော့မဖြစ်စေချင်ဘူးကိုယ့်ရဲ့သားသမီးတယောက်ကိုနော်ကိုယ့်ရဲ့သားသမီးတွေကိုအောင်မြင်တော်သူကြီးထွားတော်သူတကယ်နော်ရိုသေထိုက်တော်သူတွေဖြစ်စေချင်ကြတယ်လူတိုင်းပဲအဲ့လိုပဲဘုရားသခင်ကလည်းကျမတို့ကိုနော်နားလည်စေခြင်းနဲ့ပညာပေးခြင်းနဲ့ဒါပေမဲ့ကျမတို့ရဲ့ပြဿနာကဘုရားကိုမယုံကြည်ဘူးဘုရားကိုဆောက်ဘုရားကိုမကြောက်ရွံ့ဘူးကိုနေခြင်းတလို့နေနော်ဘုရားသခင်စီကလာတဲ့ပညာကိုတောင်မှကိုဟုတ်ထင်ပြီးတော့မှဘုရားသခင်ကိုစော်ကားကြတယ်အဲ့ကြောင့်ခုခေတ်လူတွေကဘယ်လိုတွေဖြစ်လဲဆိုတော့ယောမအခန်းကြီး1ပိုင်းငယ်18ထဲမှာနော်ကျမ်းစာကဘာပြောထားလဲဆိုတော့ခုခေတ်လူတွေကနော်ဖခင်ကိုဖန်ဆင်းတဲ့သူကိုတော့မသိဘူးကိုဒီပညာဘယ်ကလာလဲဆိုတော့မသိဘဲနဲ့အဲ့ဒီဖန်ဆင်းရှင်ကိုတော့မကဲ့ရဲ့တယ်ဆိုတော့နော်ဒီအရာကိုကျွန်တော်တို့ဘယ်ထဲမှာတွေ့ရလဲဆိုတော့ယောမအခန်းကြီး1ယောမအခန်းကြီး1အပိုင်းငယ်19ကနေပြီးတော့မှ23ဒီကျွန်တော်ဖတ်ရအောင်ယောမအခန်းကြီး1အပိုင်းငယ်19ကနေပြီးတော့မှ
23ထိဖတ်ရအောင်ယောမအခန်းကြီး1ပိုင်ငယ်9ကနေပြီးတော့မှ23အားလုံးတွေ့ပြီဆိုရင်အတူတူကဖတ်ရအောင်ယောမအခန်းကြီး1အပိုင်ငယ်19အဘယ်ကြောင့်ဤဟုမူကားတည့်ရတော်ဘုရားသခင်အကြောင်းအရာတို့သည်သူတို့တွင်ထင်ရှားလျက်ရှိဘုရားသခင်သည်သူတို့အားပြတော်မူပြီးအဘယ်သို့နည်းဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်ထာဝရတကူတော်နှင့်ထာဝရအရာဖြစ်ထာဝရအဖြစ်တော်တည်ဟုသောမျက်မြင်မရသောဘုရားသခင်၏အရာတို့သည်ကဘာတီတိကာလမှစာ၍ထင်ရှားလျက်ရှိထို့ကြောင့်သူတို့သည်ကိုယ်အပြစ်ကိုမဖုံးနိုင်ရာအကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုသိလျက်ပင်ဘုရားသခင်ကိုချီးမွမ်းသင့်သည့်အတိုင်းမချီးမွမ်းကျေးဇူးတော်ကိုလည်းမတိမမှန်အချီးအနီးသွေးဆခြင်းတတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းတို့ရောက်ကြ၏ပညာရှိရောင်ဆောင်လျက်နှင့်လူမတ်အရာ၌တည်ကြည်ကြသည်ဖြစ်၍မဖောက်ပြန်မပြတ်စည်းနိုင်သောဘုရားသခင်၏ဂုဏ်တော်ကိုပယ်လျက်ဖောက်ပြန်ပြတ်စည်းတတ်သောလူ၏ရုပ်တုတာငတ်အဆရှိသောတွားတတ်သောတရိษံတို့၏ရုပ်တုတို့ကိုဘုရားသခင်အရာ၌ချီးမြှောက်ကြ၏နော်ဘလောက်ထိမိုက်မဲတဲ့အရာလဲကိုဖန်ဆင်းတဲ့သူထာဝရအသက်ရှင်တဲ့ထာဝရတကိုးနဲ့ပြည့်စုံတဲ့ပြောင်းလဲခြင်းမရှိမပြည့်စည်နိုင်တဲ့ဘုရားကိုမယုံကြည်ပဲနဲ့နော်ဒီဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့အရာတွေကိုကိုးကွယ်နေတဲ့လူသားတွေဖြစ်တယ်နော်အဲ့လိုလူတွေကဘာလို့လဲဘုရားကိုမသိတော့လူတွေဖြစ်တယ်အဲဒါကြောင့်ဘုရားကိုသိတော့သူတယောက်အနေနဲ့ကိုယ့်ရဲ့မိသားစုမှာနော်ကိုယ့်ရဲ့မိသားစုမှာပညာရေးဘုရားသခင်ကိုသိချင်အရင်ကိုရေးပါရရဖြစ်တယ်ဘုရားသခင်ကိုမသိဘူးဆိုရင်မှဒီယောမခန်းကြီးတစ်ပိုက်ငယ်19ကနေ23ထဲမှာပြောထားတယ်နော်ဘုရားကိုမသိတော့သူတွေကဲ့သို့တင်သက်တာမှာအသက်ရှင်မှာဖြစ်တယ်ကျမတို့အဲ့လိုအသက်မရှင်ချင်ဘူးအဲ့ဒါကြောင့်မို့နော်ကျမ်းစာမှာနေညမပြတ်စင်ချင်အောင်မြင်မယ်ဆိုရင်ခုနယောရှုခန်းကြီးတစ်ပိုက်ငယ်10ထဲမှာပြောထားသလိုပဲအောင်မြင်ခြင်းကိုရရှိမှာဖြစ်တယ်ဆိုတော့တင်းအသက်တာမှာနော်ကျမတို့မိဘတယောက်အနေနဲ့โอเคသင်ကမိဘတယောက်ဖြစ်တယ်ဆိုရင်โอเคမိဘမဟုတ်ဘဲနဲ့မိဘဖြစ်တော့မဲ့သူတွေရှိမယ်ဆိုရင်နော်တင်းအသက်တာမှာနံပါတ်1ချက်တင်းကိုယ်တိုင်ဘုရားကိုတည်ပြီးတော့မနှုတ်ကပတ်တော်ကိုတည်ဖို့ဖြစ်တယ်တင်းကိုယ်တိုင်နှုတ်ကပတ်တော်ကိုတည်ပြီးတဲ့အခါမှာတင်းသားသမီးတွေကိုတင်းနှုတ်ကပတ်တော်တင်သွန်တင်နိုင်မှာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်ကိုသွန်တင်ရမယ်ပြီးတော့ဆုတောင်းဘယ်လိုမျိုးဆုတောင်းရမလဲဆိုတာကိုသွန်တင်ရမယ်ဘာကြောင့်လဲလောကလူသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နေ့စဉ်နဲ့များအခက်ခဲများစွာကြုံရတယ်ကြုံရတဲ့အခါမှာအဲ့ဒီပြဿနာတွေပုံမှာပဲမူတည်ပြီးတော့မဟာဖျားမကောင်းဘူးဖျားကငါ့ကိုမကြည့်ရှုဘူးလို့ညီးတွားနေမှာလားဘယ်လိုအသက်ရှင်ရမလဲဒီလိုမျိုးအခက်ခဲတွေကိုဘယ်လိုမျိုးကြော်လွှားရမလဲဆိုရကိုဆုတောင်းခြင်းအဖြစ်ဖြည့်ရှင်းရမယ်ဆိုရကိုမိဘတယောက်အနေနဲ့သားသမီးတွေကိုပညာရေးကိုပေးရမှာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်ဘယ်ထဲမှာတွေ့ရတယ်လဲဆိုတော့ဖိလိပ္ပိအခန်းကြီး4ပိုက်ငယ်6ထဲမှာနော်ဒီကျမ်းပိုက်တွေကကျွန်တော်သိပြီးသားကျမ်းပိုက်တွေဖြစ်တယ်ခတ်တာကနော်အသုံးပြုရမယ့်နေရာကိုကျွန်တော်တို့မသိကြဘူးเนาะဖိလိပ္ပိခန်းကြီး၄အပိုင်ငယ်6ထဲမှာငယ်တော့ရွေမှာစပြီးတော့မှဘယ်လိုမျိုးဆုတောင်းရမလဲဆိုတော့ဆုတောင်းတောင်းကျွန်တော်တင်ပေးရမှာဖြစ်တယ်เนาะဖိလိပ္ပိခန်းကြီး6 sorry ခန်းကြီး၄ပိုင်ငယ်6เนาะအခုကလေးတွေနော်သားသမီးတွေတခုခုဖြစ်ပြီဆိုရင်မိဘကိုပဲအမြဲတမ်းကိုးစားဖို့မဟုတ်ဘူးမိဘကတတ်နိုင်တဲ့အရာကနော်အကန့်အသတ်ရှိတယ်ဒါပေမဲ့အကန့်အသတ်မရှိတဲ့နဲ့ကျမတို့အမြဲတမ်းကူညီပေးတဲ့ဖခင်ကဘာလို့လဲကူညီပေးတဲ့သူကဘာလို့လဲဖခင်သခင်ဖြစ်တယ်အဲ့ဒါကြောင့်မို့အဲ့ဒီဖခင်ကိုအမြဲတမ်းနော်နံပါတ်1နဲ့ထားပြီးတော့ဖခင်သခင်စီမှာဆူတောင်းဆိုတဲ့အရာကိုသင်ပေးရမှာဖြစ်တယ်ဘာကြောင့်ကျမတို့ဆူတောင်းလို့ပြောခိုင်းလဲဆိုတော့ဒီမှာအိဖတ်ခန်းကြီး၄ပိုင်ငယ်6ထဲမှာအားလုံးတွေ့ပြီဆိုကျွန်မနဲ့ဒူကဖတ်ရအောင်အိဖတ်ခန်းကြီး၄ပိုင်ငယ်6အဘယ်သူ့အရာ အဘယ်အမှုကိုမြတ်ဆိုရင်ခြင်းမရှိပဲအရာရာ၌ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုသွားပြီးတင်တို့တောင်းပန်လို့သောအရာများကိုဖျားသခင်အားကြားလျှောက်ကြလောထို့သို့ပြုရင်အဘယ်သူမြတ်ကြံ၍မမိနိုင်သောဘုရားသခင်ညီသက်ခြင်းသည်ခရစ်တော်အပြင်တင်တို့ဤစိတ်နှလုံးကိုစောင့်ပါလိမ့်မည်နော်ကျမတို့အခက်ခဲတွေကြုံတဲ့အခါမှာကျမ်းစာကဘာပြောလဲအဘယ်အမှုကိုမြတ်စိုးရိမ်ခြင်းမရှိနဲ့မစိုးရိမ်နဲ့ဘာကြောင့်လဲဖျားသခင်ကကျမတို့ရဲ့အတူရှိတယ်ဖျားသခင်ကျမတို့ရဲ့ဆုတောင်းတယ်ကိုနားထောင်မှာဖြစ်တယ်
အဲ့ဒါကြောင့်မလို့မစိုးရိမ်နဲ့အရာရာနဲ့ဂျေဇုတော်ကိုချီးမွမ်းရမယ်မစိုးရိမ်မဲ့အစားအော်ကိုရောဂျေဇုတင်တယ်ဒီအခက်ခဲတွေအားဖြင့်ကျွန်မကိုကိုရောနဲ့တာပြီးနီးကပ်စေတဲ့အတွက်ကြောင့်ဂျေဇုတင်တယ်ကျွန်တော်ကိုနားလည်နဲ့တော့ဉာဏ်ပညာပေးပါဆိုပြီးတော့မှဂျေဇုတော်ချီးမွမ်းပြီးတော့မှဆုတောင်းမယ်ဆိုရင်ဘုရားသခင်ကဘာပြောလဲဆိုတော့အဘယ်သူမြတ်ကြံ၍မမီလောကလူတွေကြံ၍မမီနိုင်နားမလည်နိုင်တဲ့ငြိမ်သက်ခြင်းကျမတို့ငြိမ်သက်ခြင်းမရှိတဲ့အခါမှာနော်စိတ်ကတခုခုလိုအပ်နေတယ်လို့ပဲတခုခုနော်လစ်ဟာပြီးတော့မှစိတ်မပျော်ရွှင်နိုင်ဘူးဘာကြောင့်ငြိမ်သက်ခြင်းမရှိဘူးဒါပေမဲ့ဘုရားကိုယုံကြည်တော့သူရဲ့တတ်တာမှာအခက်ခဲရှိတော်ညာလည်းပဲဒီအခက်ခဲပေါ်မှာမမူတည်ပဲနဲ့ကိုရောကျွန်ုပ်တို့အခက်ခဲအားလုံးကိုရောလက်ထဲအပ်ပါတယ်နော်ဆိုပြီးတော့ဘုရားသခင်ကိုတကယ်စိတ်လုံးကျွမ်းမဲ့နဲ့ယုံကြည်မယ်ဆိုရင်ဒီစိုးရင်ခြင်းတွေအားလုံးကဘုရားသခင်ကနော်ပယ်ပြောက်စေပြီးတော့မှတင်တတ်တာမှာညီတချင်းကိုပေးမှဖြစ်တယ်ပြီးတော့ကျမ်းစာကလည်းဗာပြောထားလဲဆိုတော့ချီးမွမ်းခြင်းနဲ့တကွနော်ကျမတို့ဆုတောင်းတဲ့အခါမှာကျမတို့လိုချင်တာကြီးပဲတောင်းကြတယ်လိုချင်တာတဲ့ဘုရားသခင်ကကျမတို့တက်တာမှာဘယ်လောက်ထိကောင်းချီးပေးခဲ့တဲ့အရာတွေကိုပြန်စဉ်းစားပြီးတော့မှအိုးကိုရောဂျေဇုတင်လိုက်တာနော်ကျမမတက်နိုင်ဘူးကျွန်တော်မတက်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာလေးကိုရောကျွန်တော်ကိုနော်ကောင်းကြီးပေးခဲ့တယ်အခုလည်းကျွန်တော်ကိုနော်ဒီအခက်ခဲကနေပြီးတော့မှလွတ်မြောက်နိုင်မယ်ဆိုရရကိုကိုရောကျွန်တော်ယုံကြည်တယ်ကိုရောကတကယ်ကိုနော်ချီးမွမ်းခြင်းအပြင်ဘုရားသခင်စီမှာချင်းကပ်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ဆူတောင်းတော့နားညောင်းပြီးတော့မှကျွန်တော်ငြိမ်သက်ခြင်းပေးမှာဖြစ်တယ်နော်အဲ့လိုပြောတော့ဆူတောင်းခြင်းဆူတောင်းပြီးတော့မှကျွန်တော်တို့လူသားတယောက်အနေနဲ့ပြုလုပ်တဲ့အရာမပြုလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဘုရားသခင်ရဲ့ဘုရားသခင်မှာလည်းဆူတောင်းရမယ်ကျမတို့လူသားတွေအနေနဲ့လှုပ်ထိုက်တဲ့အရာတွေကိုလည်းကျမလှုပ်ရမှာဖြစ်တယ်တချို့လူတွေကဟာငါဆူတောင်းတာပဲဆိုပြီးတော့မှနော်အပြင်းထူပြီးတော့မှဘာမှမလုပ်ချင်အဲ့လိုလည်းမရဘူးကျမတို့ဘုရားသခင်အပြင်းထူတဲ့သူကိုကြိုက်တာမဟုတ်ဘူးနော်ဘုရားကိုပဲကျမတို့ပြစ်တင်ဖို့မဟုတ်ဘုရားသခင်မှာအပြစ်တင်စရာတစ်ခုမှမရှိဘူးပြစ်တင်ရမတင်တဲ့ကျွန်တော်ဖြစ်တယ်နော်ဆူတောင်းတယ်ပြောပြီးဘယ်လိုမျိုးဆူတောင်းတာလဲဆူတောင်းတဲ့အခါမှာဒီဆူတောင်းနေတယ်ရှိအဲကြောင့်တင်နော်ကျမတို့ဒီနေ့သင်ခန်းစာကိုပြန်သွားရအောင်တင့်ရဲ့သားသမီးကိုဘယ်လိုမျိုးဆူတောင်းရမလဲဆူတောင်းတဲ့အခါမှာပဲညီးသွားအမြဲတမ်းညီးသွားနေဘူးလားဣတိလလူမျိုးတွေကဲတော့မဖြစ်ဖို့ရေးကြည့်တယ်နော်ဘုရားသခင်ကသူတို့တတ်တာမှာတကယ်ကာကွယ်ပြုစုသူတို့ကအခက်ခဲနေပြီးတော့ဘုရားသခင်ကဲနှုတ်တယ်ဆူတောင်းပါတယ်ဘယ်လိုဆူတောင်းလဲညီးသွားခြင်းနဲ့ဆူတောင်းဒါပေမဲ့ဒီမှာဖိလိပ္ပိထဲမှာနော်ဘယ်လိုပြောထားလဲဆူတောင်းတဲ့အခါမှာစိုးရင်ခြင်းမရှိဘူးစိုးရင်ခြင်းမရှိရဘူးဘုရားသခင်စီမှာတင့်ရဲ့အခက်ခဲအားလုံးကိုအနံပြီးတော့မှဂျေဇုတော်နဲ့နော်ဂျေဇုတော်ချီးမွမ်းခြင်းနဲ့တော့ဆူတောင်းမယ်ဆိုရင်ပြီးတော့ကျမတို့အပြစ်ကိုဝင်ချရမှာဖြစ်တယ်ကျမတို့အပြစ်ဘယ်လောက်ထိများတယ်နေ့စဉ်နဲ့အများအပြစ်လုပ်တဲ့အပြစ်တွေအားလုံးကိုဘုရားသခင်ရှိမှဝင်ချပြီးတော့မှကိုရောဆိုပြီးတော့မှနော်နှိတ်ချစွာနဲ့ဘုရားသခင်ကိုချင်းကပ်ဖို့လိုတယ်ဖာရိရှဲကဘုရားယေရှုကိုဘုရားသခင်စီမှာဆူတောင်းခဲ့သူမဟုတ်ဘဲနဲ့အခွန်ခံခဲ့သူကျမတို့နှိမ်ချစွာနဲ့ကိုရောဆိုပြီးတော့မှဘုရားသခင်ရှိမှာကိုယ့်ရဲ့အဖြစ်ကိုဝင်ချမယ်ကိုယ့်ရဲ့အခက်အခဲတွေအားလုံးကိုဘုရားသခင်စီမှာအပ်မယ်ဆိုရင်ဘုရားသခင်ကအဘယ်သူမြတ်ကျွင်းလူတွေမနားမလည်နိုင်တဲ့လူတွေမသိနိုင်တဲ့လူတွေနော်မဝယ်နိုင်တဲ့လူတွေမပေးနိုင်တဲ့ငြိမ်သက်ခြင်းတည်တတ်တာမှာရှိလာမှာဖြစ်တယ်အဲ့ဒီညီတဲ့ချင်းဘယ်သူစီရလာလဲဆိုတော့ဘုရားသခင်စီရလာတာဖြစ်တယ်အဲ့ဒီအရာကိုတင်းရဲ့သားသမီးတွေကိုတင်ပေးရမှာဖြစ်တင်းရဲ့နော်ကလေးတွေကိုတင်ပေးရမှာဖြစ်တယ်ဘာကြောင့်လဲကျွန်ုပ်တို့ကိုးကွယ်တဲ့ဘုရားကတကယ်ကိုချင်းမြတ်တာကြီးမားသောဘုရားသခင်ဖြစ်တယ်ခွန်းလွတ်သောဘုရားဖြစ်တယ်ဆိုတဲ့အရာကိုနော်တိပြီးတော့မှသူတို့ဘုရားသခင်ကိုဘယ်လိုမျိုးချင်းကရမလဲဘုရားသခင်နဲ့ဘယ်လိုမျိုးမိတ္တာရဖွဲ့ရမလဲဆိုတဲ့အရာကိုလည်းသူတို့တတ်တာမှာသိလာမှာဖြစ်တယ်နော်ဆိုပထမချက်ကနှုတ်ကပတ်တော်ကိုသင်ပေးရမယ်နှုတ်ကပတ်တော်ထဲမှာဘယ်လိုမျိုးအသက်ရှင်ရမလဲဘယ်လိုမျိုးနေထိုင်ရမလဲဘယ်လိုမျိုးပြောဆိုရမလဲဆိုရရကိုနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကိုနော်ဘုရားသခင်ကတွင်တင်ထားတယ်ဒုတိယချက်အနေနဲ့ဘယ်လိုမျိုးဆူတောင်းရမလဲဆိုတာကိုနော်ကျွန်တော်တို့သင်ပေးရမှာဖြစ်တယ်သင်ကြားပေးရမှာဖြစ်တယ်တတိယချက်အနေနဲ့ဘုရားသခင်ကိုဝတ်ပြုဖို့နော်ဟာသူကကလေးပဲနော်ကလေးငယ်ပဲဆိုပြီးတော့မှအိမ်မှာထားဖို့မဟုတ်ဘူးသူတို့ကိုတင်းဘုရားเจ้าမှာခေါ်သွားပြီးတော့မှဘယ်လိုမျိုးဘုရားရှိခိုးရလဲဘယ်လိုမျိုး
တယောက်နဲ့တယောက်မိသားရဖွဲ့ရလဲဆိုရကိုလည်းကျွန်မသင်ပေးရမှာဖြစ်တယ်နော်ဆိုတော့အဲ့ဒီအရာကိုကျွန်မဘယ်ထဲမှာတွေ့ရလဲဆိုတော့စာလံကျမ်းအခန်းကြီးစာလံခန်းကြီး65ပိုင်းငယ်6ထဲမှာစာလံခန်းကြီး65ပိုင်းငယ်6ထဲမှာကျွန်မဘာတွေ့ရလဲဆိုတော့စာလံကျမ်းအခန်းကြီး65ပိုင်းငယ်6လာကြပြုတ်ဝတ်ကိုးကွယ်ကြကုန်ဟန်ငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၏ရှေ့တော်၌ဒူးထောက်ကြကုန်ဟန်နော်ဝိပုကိုးကွယ်ခြင်းဆိုတာတယောက်တည်းမဟုတ်ဘူးဘုရားသခင်ကကျမတို့လူနော်သူ့ရဲ့သားသမီးအားလုံးကိုပေါင်းစည်းပြီးတော့မှသူ့ကိုဝိပုဖွင့်ဘုရားသခင်အလိုရှိအဲကြောင့်မလို့ကိုယ့်သားသမီးတွေကိုလည်းအသင်းတော်ကိုခေါ်သွားဘုရားကြောင့်ကိုခေါ်သွားပြီးတော့မှဘယ်လိုမျိုးဘုရားနော်မိသားရဖွဲ့ရမလဲဆိုတဲ့အရာတွေဘယ်လိုမျိုးဘုရားသခင်ဝိပုရမလဲဆိုတဲ့အရာကိုကျွန်တော်သင်ပေးရမှာဖြစ်တယ်အိမ်မှာပဲထားပြီးတော့မှနော်မိဘကပဲတုံတင်ပြဖို့မဟုတ်ဘူးတယောက်နဲ့တယောက်ဘယ်လိုမျိုးနော်ယုံကြည်တော်သူတယောက်နဲ့တယောက်ဘယ်လိုမျိုးခွန်အားပေးရမလဲဘယ်လိုမျိုးနေထိုင်သက်ရှင်ရမလဲဆိုတဲ့အရာကိုလည်းတုံတင်ပေးရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီမှာစာနယ်ကျမ်းခန်းကြီး65ပိုင်းငယ်6ထဲမှာလာကြနော်လာကြပြုတ်ဝတ်ကြကုန်လားဘုရားသခင်ကိုကိုးကွယ်ရအောင်ဘုရားသခင်ကိုအတူတူကချီးမွမ်းရအောင်ငါတို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားရှင်နဲ့ဒူးထောက်ကြကုန်လားဘုရားသခင်ကောင်းမြတ်ပြီးတော့မှဘုရားသခင်ရဲ့နော်ကောင်းမြတ်ခြင်းကြောင့်ကျွန်တော်တို့ပြောပြီးတော့မှဗာပြောလဲဆိုသူ့ရှေ့မှာဒူးထောက်ကြကုန်လားဘုရားသခင်မပါမရှိတဲ့တတကဘာမှမဟုတ်ဘူးဆိုတော့သိပြီးတော့မှဘုရားသခင်ရှေ့မှာကိုးကွယ်ခြင်းအဖြစ်နှိမ့်ချတော့ဒူးထောက်ခြင်းဆိုတာနှိမ့်ချခြင်းကိုဆိုလိုတာဖြစ်တယ်နှိမ့်ချစွာနဲ့ဘုရားသခင်ကိုကိုးကွယ်ကြရအောင်နှိမ့်ချခြင်းနဲ့ဘုရားသခင်ကိုရှာရအောင်ဆိုရအောင်ပြောတာဖြစ်တယ်နောက်တစ်ခုအနေနဲ့စာလံကျမ်းခန်းကြီး100ပိုင်ငယ်လေးစာလံကျမ်းခန်းကြီး100ပိုင်ငယ်နဲ့စာလံကျမ်းခန်းကြီး100ပိုင်ငယ်နဲ့ထဲမှာဘာပြောထားလဲဆိုတော့ထာဝရဘုရားရဲ့အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြကုန်လို့ဆောင်ရွက်ကြလို့ရှင်လန်းစွာတခြင်းဆိုလေအတန်တော်တို့အထံတော်တို့ဝင်ကြလို့ဘုရားသခင်ကိုချီးမွမ်းခြင်းအတူတကွချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုဆိုလိုတာဖြစ်တယ်နော်ဆိုတော့အသင်းတော်အနေနဲ့ဘုရားနော်ယုံကြည်တော်သူတယောက်အနေနဲ့ကျမတို့ကလေးတွေကိုကျမတို့သားသမီးတွေကိုဘယ်လိုမျိုးနော်ဘုရားသခင်ဝတ်ပြုကိုးကွယ်ခြင်းထဲမှာပါဝင်ရမလဲဘယ်လိုမျိုးခရိယန်တငယ်ချင်းတွေပြုလုပ်ရမလဲဘယ်လိုမျိုးတောင်းနဲ့တယောက်ခွန်အားပေးရမလဲဘယ်လိုမျိုးတောင်းနဲ့တယောက်သိရမလဲဘယ်လိုမျိုးတောင်းနဲ့တယောက်နော်ပြောဆိုဆက်ဆံရမလဲဆိုတဲ့အရာတွေကိုသိဖို့ရန်အတွက်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွေမှာကျွန်မပါဝင်ရမှာဖြစ်တယ်။ဟောငါယုံကြည်သူပဲငါနော်ဆိုပြီးတော့မှတတ်နေရမှာမဟုတ်ဘူး။ဘုရားသခင်ကကျွန်မတို့ကိုနော်ကျွန်မတို့အားလုံးကိုယုံကြည်တော်သူအားလုံးကိုဘုရားသခင်ပေါင်းစည်းစေခြင်းတာဖြစ်တယ်။ပေါင်းစည်းပြီးတော့မှသူ့ကိုကိုးကွယ်ပြီးတော့မှတချီသူ့ရဲ့နော်သူ့ကိုချီးမွမ်းခြင်းတချီအပြင်သူ့ကိုဘုရားသခင်ကသူ့ကိုချီးမွမ်းတာကျွန်မတို့ကိုနော်ကျွန်မတို့စီသူ့လိုချင်တာဖြစ်တယ်။တောင်းတဲ့တောက်နော်ချစ်ချင်းပြသချင်းတောင်းတဲ့တောက်ဖေးမကိုညီချင်းအရာတွေကိုဘုရားသခင်လိုအပ်တာဖြစ်တယ်လိုချင်တာဖြစ်တယ်ဆိုတော့အဲ့ဒီအရာတွေကိုသိဖို့ရန်အတွက်လဲနော်တွင်တင်ပေးရမှာဖြစ်တယ်အဲ့ဒီအရာတွေကပါလေသားသမီးရဲ့နော်ပညာရေးဖြစ်တယ်သားသမီးရဲ့ဘုရားကိုသိချင်းဖြစ်တယ်ပညာရေးပြောလို့နော်ဟိုတနစ်တန်းအောင်ဆိုတဲ့ပညာရေးမဟုတ်ဘူးဘုရားသခင်ကိုသိချင်းကပညာရေးဖြစ်တယ်ဆိုတော့အကယ်၍များနော်အဲ့ဒီသားသမီးဆိုတော့ကလေးတွေဆိုတာကတခါဆိုးတတ်တဲ့အချိန်ရှိတယ်ဆိုးတဲ့အချိန်ကျမှကျမတို့ဘယ်လိုမျိုးဆုံးမရမလဲဆိုတော့နှုတ်ကပတ်တော်နဲ့ညီဆုံးမရမယ်နော်တုတ်သုံးဖို့လိုရဆိုရင်လည်းတုတ်နဲ့နော်ဆုံးမရမယ်အခုခေတ်ကနော်နည်းနည်းပါဇက်လေးနဲ့နည်းနည်းပြောတာတော့မှဖြစ်တယ်မခံနိုင်ကြဘူးနော်တုတ်တန်ချန်ခန်းကြီး73ပိုင်ငယ်24ထဲမှာကျမ်းစာကပြောထားတယ်ဆိုတော့နော်တုတ်တန်ချန်ခန်းကြီး73ပိုင်ငယ်24ထဲမှာတုတ်တန်ချန်ခန်းကြီး73ပိုင်ငယ်24ထဲမှာကျိန်လုံးကိုမတုံးတော့သူသည်မိမိသားကိုမုန်းရရောက်၏သားကိုချစ်တော်သူကငယ်တော့အရွယ်မှစပြီးဆုံးမတယ်ကျိန်လုံးကိုတုံးတယ်ဆိုတာကချစ်လို့ဆုံးမတယ်ဘာကြောင့်လဲသူမကောင်းတဲ့အရာမဟုတ်တဲ့အရာတွေကိုလုပ်တယ်မိဘကဟောဒါမလုပ်နဲ့လို့ပြောတယ်နားမထောင်ဘူးနားမထောင်တဲ့ခါမှာအသားနာနော်လူတွေကသားနာမှမှတ်တယ်အဲ့လိုပြောလို့ကျိန်လုံးကိုအများနဲ့တုံးပြီးတော့မှကိုယ့်ရဲ့နော်မိဘကိုယ့်ရဲ့ဒေါသတွေအားလုံးအဲ့ဒီရိုက်တဲ့အပေါ်မှာပဲကျမတို့လုပ်ရမှာမဟုတ်ဘူးနော်ရိုက်တဲ့အချိန်ရောက်ရင်ရိုက်ရမှာဆုံးမရမှာပဲမဆုံးမဘူးဆိုရင်တော့နော်
bedoma ko ye ta de mi ga aw mi ma ma hok de lo phaya ko le ti ma ma hok bu ro no o dok ya me di ma chain long tong ya me so pi ro ma ta kwet ta de mi lu a tong no jait pi ro ma yait ko le ma hok bu ba ne ton tin ya me no ka pat do ne no a me ne a phaya ba lo yait le so ya ko no ka pat do ne ni na le aw mi ba ani ne pyo ya ma phit deသူတို့လည်းလူသားဖြစ်တယ်ဖယားသခင်ပန်ဆင်းထားတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်သူတို့မှာနားလည်နိုင်တော့ဉာဏ်ရှိတယ်နော်ဆုတောင်းခြင်းအပြင်သူတို့ကိုနှုတ်ကပတ်တော်နဲ့အညီတွင်တင်မယ်ဆိုရင်သူတို့မှာနားလည်နိုင်တဲ့ဉာဏ်ဘုရားသခင်ပေးထားတာဖြစ်တယ်ဆိုတော့တုတ်သုံးနဲ့နော်တုတ်မသုံးဘူးဆိုရင်ငါတောက်ကိုငါမချစ်ဘူးလို့ငါကျန်းစာထဲမှာပြောထားတယ်ဆိုပြီးတော့မှတုတ်ကိုနော်အတကုံသုံးဖို့ပြောတာမဟုတ်ဘူးကျန်းစာထဲမှာဆိုလိုတဲ့အရာကကိုသားသမီးကိုချစ်တယ်ဆိုရင်ဆုံးမရမယ်သူတို့နားလဲတာနားမလဲတာကလေးဆိုတော့နားမလဲတဲ့အချိန်ရှိတယ်။အဲကြောင့်မလို့မိဘအကြောင်းအနေနဲ့ဘာနဲ့ညီဆုံးမလဲဆိုတော့ကျန်းစာနဲ့ညီဆုံးမပြီးတော့မှသူတို့ရဲ့အဖြစ်တွေကိုနော်ကိုဆုံးမတာဘာကြောင့်ဆုံးမလဲဆိုတဲ့အရာကိုနှုတ်ကပတ်တော်နဲ့အညီဆုံးမရမှာဖြစ်တယ်။ဟောနော်ကျန်းစာထဲမှာဒီလိုမျိုးပြောထားတယ်။အဲဒါကြောင့်မလို့နော်ဒါသမီးနော်လုပ်တဲ့အရာကမမှန်ဘူး။ဘုရားသခင်ရှိမှပြုဝင်ချပါဆိုပြီးတော့မှနော်နှုတ်ကပတ်တော်နဲ့သူတို့လုပ်တဲ့အဖြစ်ကိုနားလည်အောင်ပြောရမှာဖြစ်တယ်။တချို့မိဘတွေကနော်နားလေအောင်မပြောဘဲနဲ့အမားတစ်ခုလုပ်ပြီးဆိုရင်အဲ့ဒီအမားပေါ်မှာပဲရိုက်တယ်ဆိုတော့သားသမီးတွေရဲ့စိတ်ထဲမှာဘာရှိလာလဲဆိုတော့ငါဒီဟာလုပ်တယ်ဆိုရင်နော်ငါရိုက်ခံရမယ်အဲ့ဒါပဲသိတယ်အဲ့ဒီအရိုက်ခံရတဲ့အကြောင်းရင်းကိုမသိဘူးဆိုတော့နော်အကယ်၍ပစ္စည်းတစ်ခုကိုခိုးတယ်မိဘရဲ့ပစ္စည်းကိုခိုးတယ်ဆိုရင်ရိုက်တယ်အဲ့ဒီခိုးခြင်းကဘုရားသခင်ရဲ့ပြည့်ညတ်တော်နဲ့နော်စန့်ကျင်တဲ့အရာဖြစ်တယ်ဘုရားသခင်မှာအဲ့ဒါအပြစ်ဖြစ်တယ်ဆိုတာကိုမပြောဘဲနဲ့အတူကုန်ရိုက်မယ်ဆိုရင်သူတို့နော်နားမလဲဘဲနဲ့နော်နားလဲခြင်းမရှိဘဲနဲ့ဘုရားကိုလည်းမသိဘဲနဲ့သူတို့တက်တာမှာနော်ငါဒါလှုပ်လိုက်တယ်မဆိုရင်ငါ့ကိုရိုက်မှာပြီဆိုရဲအရိုက်ခံရတာပဲသိတယ်အရိုက်ခံရတာတယ်ဆိုတာထက်ဘာကြောင့်ရိုက်လဲဆိုတဲ့အရာကိုသူတို့ကိုနားလဲအောင်လုပ်ရမှာဖြစ်တယ်သူတို့ဆိုတော့နားလဲတဲ့အခါမှာသူတို့လည်းနောက်တစ်ချိန်မှာအော်နော်ငါဒါခိုးတာဘုရားသခင်နှုတ်ကပတ်တော်မညီဘူးဘုရားသခင်မကြိုက်ဘူးဘုရားသခင်မကြိုက်တာငါလုပ်ရင်ငါကောင်းကြီးမရဘူးဘုရားသခင်ကငါ့ကိုနော်ကောင်းကြီးပေးမှာမဟုတ်ဘူးဆိုရဘူးသိအောင်ကျွန်တော်တွင်တင်ပေးရမှာဖြစ်တယ်အဲ့ဒါကတွင်တင်ခြင်းဖြစ်တာပညာဖြစ်တယ်ဆိုတော့နော်မိဘကြောက်အနေနဲ့အရန်ကိုအရေးကြီးတဲ့အရာဖြစ်တယ်ကိုယ့်ရဲ့သားသမီးနော်ဘယ်သူကမှကိုယ့်ရဲ့သားသမီးကိုတုံတုံအားနေမဖြစ်စေချင်ဘူးနော်ဆိုတော့ဘာနဲ့ညီကျမတို့ရဲ့တွင်တင်ခြင်းပညာရေးရဲ့အချုပ်အခြာကဘာလဲဆိုတော့ဒီနှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်အတိုင်းလက်လျှောက်သက်ရှင်မယ်ဆိုရင်ဘုရားသခင်ဘာလုပ်ရမလဲဘာကိုင်းရမလဲဘာတွေနော်ဘယ်လိုမျိုးလက်လျှောက်ရမလဲအသက်ရှင်ရမလဲဆိုရဘုရားသခင်ဉာဏ်ပညာပေးမှဖြစ်တယ်ဆိုတော့ဒီဉာဏ်ပညာရဲ့အချုပ်အခြာကတုတ်တန်ချန်ခန်းကြီးတစ်ထဲမှာဖတ်ထားသလိုဘုရားသခင်ဉာဏ်ပညာရဲ့အချုပ်အခြာဖြစ်တယ်နားလည်နိုင်သောဉာဏ်ပညာကလည်းဘုရားသခင်စီကလာတာဖြစ်တယ်ဆိုရကိုသိပြီးတော့မှနော်ကိုယ်သားသမီးတွေကိုဘုရားသခင်ရဲ့အလိုတော်နဲ့အညီကိုက်ညီအောင်မိဘအနေနဲ့တွင်တင်ပေးဖို့ရနဲ့ဒီလောက်နဲ့ခိုင်လုံအားပေးခြင်းနဲ့ကျမ်းတော်သူရောက်စီတဲ့ပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ။အားလုံးအဆုံးသက်ဆုတောင်းကြပါစို့။ဘုရားဘုရားကိုရှင်ကျေးဇူးကိုချီးမွမ်းပါ၏။ကိုရှင်တို့ဘုရားတော်မြောက်လေးလာသူခွင့်ပေးတဲ့ကြောင့်ကျေးဇူးကိုချီးမွမ်းတဲ့ဒီနှုတ်ကပတ်တော်တိုင်းကျွန်တော်တို့တာနဲ့ကိုရှင်နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်တော်သူများဖြစ်ဖို့ရန်အတွက်လည်းကျမ်းတော်သူရောက်စီတိုင်းတတာပေါ်မှာတော်၎င်းကျွန်တော်တတာပေါ်မှာကောင်းကိုရှင်တွင်တင်နဲ့ပြတော်မူပါကျွန်တော်တို့အဖြစ်တစ်ခုစီတိုင်းခွင့်လို့ပေးတော်မူလျက်ဤကဲ့သို့အချိန်တိုင်းအလုံးစုံကျွန်တော်တို့သူပါရှိတဲ့ကြောင့်အနောက်ရှက်သားခြင်းများဖယ်ရှားပေးတဲ့ကြောင့်လည်းကျေးဇူးကိုချီးမွမ်းပါ၏လာမယ်ဗမာမှာလည်းပဲဤကဲ့သို့သောကိုရှင်နှုတ်ကပတ်တော်များလေးလာရတော့ခွင့်ကိုရှင်တိုင်းတည်မြရတော့ခွင့်ကိုရှင်နှုတ်ကပတ်တော်များကိုတာ၍လေးနဲ့စွာလိလာနေရတော့ခွင့်များကိုလို့ရှင်ပေးမဲ့အတွက်ကြောင့်လဲဆုတောင်းလိုပါ၏လာမယ့်အချိန်တစ်ခုစီတိုင်းမှာလည်းကိုရှင်ကျွန်တော်သူပါရှိတော်မူလက်ကောင်းချီးပေးတော်မူလက်လှုပ်လျက်ခိုင်ရကိုရှင်ဘုန်းတော်တင်ဆောင်ပြည့်တော်မူပါအရာလုံးစုံကိုဆုတောင်းတဲ့အခါမှာတပါးဒီပါတခင်ရှိမိနမပြောလို့ဒီဆိုပြီးဆုတောင်းစကန်နိုင်ကြပါ၏အာမင်